အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့အားလုံးသိကြတဲ့ကဘာကျော်မင်းသားကြီးပြောခဲ့တဲ့သူ့ဘဝနဲ့သူ့အောင်မြင်မှုပါကဲစလိုက်ကြရအောင်ကျွန်တော်အားနုပါဒီနေ့တော့အောင်မြင်မှုအကြောင်းပြောဖို့ရောက်လာတာပါအောင်မြင်မှုအတွက်ပထမဆုံးစီကံချက်ကရည်မှန်းချက် vision ရှိဖို့ပါပဲကိုယ်ပဲကိုသွားမယ်ဘယ်လိုပန်းတိုင်ကိုသွားမယ်ဆိုတဲ့ရည်မှန်းချက်မရှိရင်လေထဲလွင့်ပြောပြီးဘယ်မှရောက်မှာမဟုတ်ဘူးကျွန်တော်1948မှာဒုတိယကမ္ဘာစစ်ပြီးကားစအော်စတြီးယားမှာမွေးခဲ့တာကိုသိကြမှာပါကျွန်တော်ရဲ့ရည်မှန်းချက်ကိုရှာတွေ့ခဲ့တာကံကောင်းတယ်လို့ပြောရမှာပေါ့ကျွန်တော်ကြည်ပြင်းလာတဲ့အော်စတြီးယားကိုတိတ်မကြိုက်ခဲ့ဘူးအဲ့ဒီကနေထတော်ဖို့မစောင့်နိုင်ဖြစ်ခဲ့တယ်တောင်သူဖြစ်ဖို့ဒါမှမဟုတ်စက်ယုံအလုပ်သမားဖြစ်ဖို့စိတ်မကူးခဲ့ဘူးကျွန်တော်မိဘတွေကတော့အဲ့ဒီမှာပဲနေပြီးပုံမှန်ဘဝကိုပိုင်ဆိုင်စေချင်ခဲ့တာဒါပေမဲ့ဒါကသူတို့ရဲ့ရည်မှန်းချက်ကြီးကျွန်တော်ကမဟုတ်ဘူးကျွန်တော်ရဲ့ရည်မှန်းချက်ကလုံးဝကွဲပြားတယ်ကျွန်တော်ကတခုခုထူးထူးခြားခြားတခုခုကြီးကြီးမားမားအထွတ်မွေးဖွားလာတယ်လို့ခံစားရတယ်ဒီနေ့ကျွန်တော်အသက်17နှစ်အရွယ်ကျောင်းတက်နေတော့ American အကြောင်းမှတ်တမ်းရုပ်ရှင်တခုပြသခဲ့တယ်အဲ့ဒီမှာကြီးမားတဲ့မိုးမော်တိုက်တွေတကြီးကြီးတွေ6လမ်းသွားကားလိုင်းတွေအများကြီးကိုပြသခဲ့တာကျွန်တော်အဲ့ဒါကိုမြင်တော့ငါအဲ့ဒီကိုသွားကျင်တယ်လို့ပြောမိတယ်ဒီချိုင်လေးတွေအဆောက်အဦလေးတွေနဲ့နေချင်တာမဟုတ်ဘူးဒီနေ့အမေရိကကိုရောက်ချင်တယ်ဒီနေ့ကျောင်းဆင်းတော့ Grass မြို့ကဆိုင်တဘိုးဘဲကနေရှောက်သွားရင်ဆိုင်ထဲဝင်ကြည့်လိုက်တယ်အဲ့ဒီမှာ Reg Park ပုံပါတဲ့ကာယဗလာမဂ္ဂဇင်းတစ်စောင်ကိုတွေ့လိုက်ရတယ် Reg Park ကအဲ့ဒီအချိန်က3ကြိမ်နဲ့တိုင်း Mr. Universe ဖြစ်ခဲ့ပြီး Hercules အတစ်ရုပ်ရှင်တွေမှာလည်းပါဝင်ခဲ့သူအဲ့ဒါကိုဖတ်ပြီးကျွန်တော်စိတ်ထဲမှာဒါပဲဒါငါဘဝရဲ့ပုံစံပဲလို့ပြောမိတယ်ဒါငါလုပ်ချင်တဲ့အရာပဲငါ Reg Park လို့ကာယဗလာချန်ပီယံဖြစ်ချင်တယ် Reg Park လို့ပဲရုပ်ရှင်နဲ့ရုပ်ချင်တယ်တန်းဖြောင်းစွာသောဒေါ်လာတွေရပြီး Reg Park လို့ပဲချမ်းသာချင်တယ်နာမည်ကြီးချင်တယ်လို့ဆုံးဖြတ်လိုက်တယ်ဘယ်ကိုသွားရမယ်ဆိုတာသိတာဘလောက်တောင်ကောင်းလိုက်တယ်လဲလူအများစုကဘယ်ကိုသွားရမယ်မသိကြဘူးကျွန်တော်ကတော့ဘယ်ကိုသွားရမယ်ဆိုတာသိတယ်သူ့လိုပဲကာယဗလာချန်ပီယံဖြစ်မယ်ဆိုတာသိတယ်ဒါဆိုဘယ်လိုလုပ်ရမလဲဆိုတဲ့မေးခွန်းပဲရှိတော့တာပေါ့ရီမန်းချက်ရှိတဲ့အခါရီမန်းချက် VJ ရှိတဲ့အခါအရာအားလုံးကလွဲကူသွားတယ်ဒါကြောင့် Pumping Iron ရုပ်ရှင်ရိုက်တုန်းကကျွန်တော်ကိုဂျင်းမှာတွေ့တဲ့အခါလူတွေကအမြဲမေးကြတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကရွှေတကြိပ်ဖို့အထူးကြိုးစားနေတာကျွန်တော်ရှိမှ Mr. Universe ဆိုချိနေတယ်ဒါကြောင့်ကျွန်တော်လုပ်တဲ့လီချင်ကန်တိုင်းဒီပန်းတိုင်ကိုအကောင့်ထဲအဖော်ပေါ်ပို့နီးဆက်သွားတယ်ကျွန်တော်လုပ်တဲ့စက်တိုင်း repetition တိုင်းမတဲ့အလေးတိုင်းဒီပန်းတိုင်ကိုအမှန်တကယ်ဖြစ်လာဖို့တလန်းချင်းပို့နီးဆက်သွားတယ်ဒါကြောင့်9လပေါင် squat ထပ်လုပ်ဖို့မဆောင်နိုင်ဘူး9လပေါင် bench press ထပ်လုပ်ဖို့မဆောင်နိုင်ဘူး sit up အချိန်2000ထပ်လုပ်ဖို့မဆောင်နိုင်ဘူးနောက်လေ့ကျင့်ခန်းအတွက်မဆောင်နိုင်ဘူးအသက်20မှာလန်ဒန်ကိုထွားပြီးအငယ်ဆုံး Mr. Universe အဖြစ်ဆူရခဲ့တယ်အဲ့လာရီမန်းချက်ရှိလို့ပဲဒါကြောင့်တခုပြောချင်တာကကိုပန်းနိုင်ကိုစိတ်ထဲမှာမြင်အောင်ပြီးအဲ့လာကိုလိုက်လုပ်တာကပျော်ရွှင်စရာကောင်းတယ်ဘဝမှာဘာပဲလုပ်လို့ရည်ရွယ်ချက်ရှိရမယ်အမေရိကန်မှာ64ရာခိုင်နှုန်းကသူတို့အလုပ်ကိုမုန်းကြတယ်ဥရောပမှာလည်းတိတ်မကွာဘူးလူအများစုကသူတို့လုပ်နေတဲ့အရာကိုမကြိုက်ဘူးဘာဖြစ်လို့လဲဆိုတော့သူတို့မှာရည်မှန်းချက်မရှိဘဲလိုက်လုပ်နေတာရည်မှန်းချက်မရှိဘဲရည်ရွယ်ချက်မဲ့ရှောင်နေပြီးရုတ်တရက်အလုပ်ကိုပေါ်လာတော့လုပ်လိုက်ကြတာအလုပ်လုပ်ရမယ်ဆိုတော့လုပ်တာပေါ့ဒါပေမဲ့အလုပ်လုပ်တဲ့အခါပင်မနဲ့အလုပ်ပျော်ရွှင်စရာမဟုတ်ဘူးဒါကြောင့်လူတွေလီးပုံတပုံလောက်ပဲသူတို့လုပ်နေတဲ့အရာကိုတကယ်ပျော်ရွှင်ကြတာဆိုတာစဉ်းစားကြည့်ရင်မယုံနိုင်ဘူးဒါကြောင့်ကျွန်တော်ဘာလုပ်ရမယ်ဆိုတာသိတဲ့အတွက်ကံကောင်းတယ်လို့ခံစားရတယ်ဆရာဝန်ချစ်ချင်တဲ့ဆေးကြောင်းသားတယောက်လို့ဘဲကိုသွားရမယ်ဆိုတာသူသိတယ်နိုင်ငံရေးမှာလည်းဒီလိုပဲနိုင်ငံရေးမှာလည်းကျွန်တော်မှာအရန်ရှင်းလင်းတဲ့ရည်မှန်းချက် vision ရှိခဲ့တယ်ကယ်လီဖိုးနီးယားလည်းခေါင်းဆောင်ထိမယ်ဆိုတာအမေရိကန်မှာမွေးဖွားသွားတာမဟုတ်တဲ့အတွက်တမရလောင်အဖြစ်ဝင်ရောက်ဖလိုင်ဆိုင်လို့မရဘူးဒါကြောင့်ကမ္ဘာပင်စမအကြီးဆုံးစီးပွားရေးအင်အားရှိတဲ့ပြည်နယ်ရဲ့အုပ်ချုပ်ရေးမှုဖြစ်ရတာကျွန်တော်အတွက်အမြင့်ဆုံးရာထူးနိုင်ငံရေးမှာအမြင့်ဆုံးအောင်မြင်မှုပါလူတွေကဘာဖြစ်လို့တေးသေးလေးနဲ့စတာလဲမင်းဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူးလို့ပြောပေမဲ့လေကျွန်တော်အုပ်ချုပ်ရေးမှုအဖြစ်ဝင်ရောက်ပြန်ဆိုင်ခဲ့တယ်ပြီးနလအကြမှာကယ်လီဖိုးနီးယားပြည်နယ်ရဲ့အုပ်ချုပ်ရေးမှုအဖြစ်ဖြစ်လာခဲ့တယ်ဒါကကယ်လီဖိုးနီးယားနဲ့ပတ်သက်ပြီးကျွန်တော်မှာအရန်ရှင်းလင်းတဲ့ရည်မှန်းချက် vision ရှိလို့ပါဒါကြောင့်ဒါကနံပါတ်1စီကံချက်ပါရည်မှန်းချက်ရှိပါနံပါတ်2စီကံချက်ကတော့ဘာမှဖြစ်နိုင်တယ်လို့ပြောတဲ့လူတွေကိုနားမထောင်ပါနဲ့ကျွန်တော်လုပ်ခဲ့တဲ့အရာအလုံးကိုလူတွေရဲ့ပါဇက်ကနေအမြဲချားခဲ့ရတာကဒါမဖြစ်နိုင်ဘူးလုပ်လို့မရဘူးမလုပ်နိုင်ဘူးဆိုတဲ့အရာတွေပဲကျွန်တော်ကြားခဲ့ရတာဒါပေမဲ့လုပ်လို့ရတယ်ဆိုတာကျွန်တော်တတ်သိပြသိခဲ့တယ်ဒါကြောင့်တစုံတစ်ယောက်ကလုပ်လို့မရဘူးဆိုရင်ကျွန်တော်ကလုပ်လို့ရတယ်လို့ကြားတယ်သူတို့မလုပ်နိုင်ဘူးဆိုရင်ကျွန်တော်ကလုပ်လို့ရတယ်လို့ကြားတယ်သူတို့မဖြစ်နိုင်ဘူးဆိုရင်ကျွန်တော်ကဖြစ်နိုင်တယ်လို့ကြားတယ်Nelson Mandela ပြောခဲ့တဲ့စကားကိုကျွန်တော်အပြင်းထန်ယုံကြည်တယ်တစုံတစ်ယောက်ကလုပ်တဲ့အထိအရာအလုံးကအမြဲတမ်းမဖြစ်နိုင်ဘူးဒါဆိုကျွန်တော်ကလုပ်မယ်သူပါကျွန်တော်လုပ်မယ်သူတို့ကိုပြမယ်လို့ကိုပြောခဲ့တယ်ဒီလိုမျိုးမလုပ်ဘူးတဲ့ဆိုတာကောင်းတယ်ကျွန်တော်တော့ပြဿနာမရှိဘူးကျွန်တော်လုပ်မယ်ကျွန်တော်ကဘာမှဖြစ်နိုင်တယ်လို့ပြောတဲ့လူတွေကိုနားမထောင်ခဲ့ဘူးဒါကကိုယ့်ဘိုက်ကိုပြည်စုံအောင်စူးစမ်းအားထုတ်မှုပေါ်မှာမူတည်တယ်ကာယဗလာလေ့ကျင့်တုန်းကတစ်နေ့ကို9နာရီ6နာရီလေ့ကျင့်ခဲ့တယ်အခုတရုပ်ဆောင်မှုလည်းအဲ့ဒီလိုပဲလုပ်မယ်အင်္ဂလိပ်စာလေ့လာဖို့ college တက်ခဲ့တယ်လေယူထက်ကိုဖယ်ရှားဖို့လေ့လာခဲ့တယ်
တရုတ်ဆောင်အတန်းတွေတက်ခဲ့တယ်တနေ့လုံးလှုပ်တယ်လှုပ်ခဲ့တယ်မကြခင် Heracles in New York ဆိုတဲ့ရုပ်ရှင်တကာရိုက်ခဲ့တယ်အဲ့ဒါကတော့ကျင်းတေပေါက်ရေဆုံးရောသွားတာဒါပေမဲ့ကျွန်တော်ကိုစိတ်ဓာတ်မကျစေခဲ့ဘူးကျွန်တော်မှာအတူတူပဲရည်မှန်းချက်ရှိနေတော့မယ်ပြီးတော့ Streets of San Francisco Stay Hungry နဲ့ Pumping Iron တို့ကိုရိုက်ခဲ့တယ်ပြီးတော့ Villain ပြီးတော့ရုပ်တရက် Universal Studio က Dino De Laurentiis က Conan the Barbarian မှာတရုပ်ဆောင်ဖို့ကမ်းလှမ်းခဲ့တယ် Conan the Barbarian ရိုက်ပြီးတော့ Director John Milius ကသတင်းရှင်းလင်းပွဲမှာသတင်းတောက်တွေကိုပြောခဲ့တယ်အာနိုမရှိခဲ့ဘူးဆိုရင်ကျွန်တော်တို့ကတယောက်ယောက်ကိုတိဆောက်ခဲ့ရမယ်ပဲလို့ပြောခဲ့တယ်အဲ့ဒါကိုစဉ်းစားကြည့်ပါသူတို့တိုက်ခိုက်ခဲ့တဲ့ခန္ဓာကိုယ်နဲ့လီယူထွက်ကအားတာခဲ့ဖြစ်လာတယ်ဒါပေမဲ့ကျွန်တော်အရှုံးသမားတွေကိုနားမထောင်ခဲ့ဘူးသူတို့ကိုလုံးဝနားမထောင်ခဲ့ဘူးဒါကဘာမဲ့ဖြစ်နိုင်တယ်လို့ပြောတဲ့လူတွေကိုနားမထောင်စင်တဲ့ command တရားပါဒါကြောင့်ဒါကမင်းတို့အားလုံးအတွက်အရန်အရေးကြီးတဲ့သင်ခန်းစာပါတစုံတစ်ယောက်ကဒါကစိတ်ကမကောင်းဘူးလို့ပြောရင်စိတ်ထဲမှာတော့မင်းဘာတိလဲလို့ပြောလိုက်ပါ